ကျွန်တော်ပတ်ဝန်းကျင်မှာအမြဲတမ်းပြပြပပပြုံးပြုံးရှင်ရှင်နဲ့သွာလာလှုပ်ရှားနေကြတဲ့လူတွေအများကြီးရှိကြပါတယ်နော်သူတို့ကိုကျွန်တော်မြင်နေရတဲ့အချိန်မှာကျွန်တော်စိတ်ထဲဘယ်လိုဖြစ်လဲဆိုရင်သူတို့ဘဝပျော်စရာကြီးกว่าပြပြပပနဲ့အမြဲတမ်းပဲနော်ဘယ်တော့မှဒုက္ခရတဲ့စရာမရှိသူတို့မျက်နှာချင်းတိုင်းပြုံးနေတာပဲဆိုတော့အတွေးတွေဝင်လာတာပေါ့ဗျာနော်အဲ့လိုအချိန်မှာကျွန်တော်တို့အားမရပါနဲ့ကျွန်တော်တို့လည်းဝမ်းနေမိလာတဲ့အခိုက်အတန့်တွေရှိကြပါတယ်ဗျာနော်ဒါပေမဲ့ကျွန်တော်တို့ခုသတိထားမှာတခါလေကျွန်တော်တို့ကိုယ်တိုင်လည်းပဲနော်ကျွန်တော်တို့စိတ်ထဲကဒုက္ခလေးတွေကိုထုတ်မပြပဲနဲ့ထားပါစေတော့ကွာနေပါစေတော့ကွာကိုထိုင်နဲ့ကိုကံပဲကွာဆိုပြီးတော့မှတစ်ချက်ကလေးပဲပြုံးပြီးတော့မှကျွန်တော်တို့ဒုက္ခတွေအားလုံးကိုအပြုံးလေးနဲ့ပဲဖုံးကွယ်ပြီးတော့မှသွားကြတဲ့အခိုက်အတန့်လည်းရှိကြပါတယ်ဗျာနော်ဆိုတော့ဒါကြောင့်မလို့တစ်ဖက်လူကအများနဲ့ပြုံးနေတယ်ဆိုမှလည်းသူ့မှာလည်းသူ့ဒုက္ခနဲ့သူရှိပါတယ်ဗျာဟုတ်တယ်မလားဆိုတော့သူရဲ့အပြုံးတွေကိုကိုယ်ကနားလေပေးနိုင်ဖို့ကြိုးစားရမယ်ဟုတ်တယ်မလားအများနဲ့ပြုံးနေဆိုမှလည်းသူ့ရဲ့အပြုံးနောက်ကွယ်မှာသူ့ဒုက္ခတွေကိုသူဖုံးကွယ်ထားတယ်လည်းရှိကောင်းရှိနိုင်ပါတယ်ကျွန်တော်တို့လည်းဖုံးကွယ်မှုတဲ့အခိုက်အတန့်လေးရှိကြတယ်လေဟုတ်တယ်မလားဆိုတော့ကိုယ့်ကိုယ်လည်းအားမငယ်ပါနဲ့နော်ကိုယ်စိတ်ထဲမှာရှိနေတဲ့ဝမ်းနည်းစရာလေးတွေဒုက္ခဆင်းရဲတွေရှိတယ်ဆိုရင်လည်းကိုယ့်ရဲ့ယုံကြည်စိတ်ချရတဲ့တင်ငယ်ချင်းကိုဖွင့်ပြလိုက်ပါ share လုပ်လိုက်ပါစိတ်ပေါ်သွားတာပေါ့ဗျာဟုတ်တယ်မလားစိတ်ထဲမှာထားမှလည်းဘာမှဖြစ်မလာပါနဲ့အတူတူကျွန်တော်တို့ယဉ်နီးရတဲ့ message တွေကို sharing လုပ်ပြလိုက်ဒါကျွန်တော်တို့စိတ်ပေါ်သွားတာပေါ့ဗျာဟုတ်တယ်မလားဆိုတော့ခင်ဗျားတယောက်လည်းမဟုတ်ပါဘူးเนาะအပြုံးရဲ့နောက်ွယ်မှာဒုက္ခလေးတွေဖုံးကွယ်ပြီးသွားလာတဲ့လူကခင်ဗျားတယောက်လည်းမဟုတ်ပါဘူးဗျာ